နားကြိုက်တာကိုကျွန်တော်အကြမ်းများပြောမယ်ဆိုရင်2မျိုးခွဲခြားလို့ရတယ်ပထမတစ်မျိုးကတော့သူကနားထဲမှာပြဿနာဖြစ်တာပေါ့နော်နားထဲကိုပိုးဝင်တာပဲဖြစ်ဖြစ်ကျွန်တော်နားကိုခိုင်းမိတာပဲဖြစ်ဖြစ်ဒါမှမဟုတ်နားထဲမှာကျွန်တော်အလုံးအကျိတ်လေးတွေပေါက်ပြီးတော့အဲ့ဒီတစ်ဆင့်ကျွန်တော်နားကြိုက်တာလို့နားထဲမှာနားကျင်ကြိုက်ခဲမှုတွေကိုဖြစ်စေတဲ့ကျွန်တော်အကြောင်းရင်းတွေကတော့ကျွန်တော်ဆေးပညာလို့ autological causes လို့ခေါ်ပါတယ် auto ဆိုတဲ့အဓိပ္ပာယ်ကကျွန်တော်နားလို့အဓိပ္ပာယ်ရပါတယ်ဒီတော့ autological causes ဆိုတာကတော့နားထဲမှာပြဿနာဖြစ်ပြီးတော့ကျွန်တော်နားကြိုက်ရတဲ့အကြောင်းရင်းပေါ့နော်နောက်တစ်မျိုးတော့ကျွန်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်သူကနားမှာပြဿနာဖြစ်တာမဟုတ်ဘဲနဲ့ခန္ဓာကိုယ်ရဲ့တခြားတနေရာကနေပြီးတော့ပြဿနာဖြစ်ပြီးတော့ပေါ့နော်ဒီနားမှာလာပြီးတော့နာကျင်ကြိုက်ခဲမှုတွေဖြစ်စေတဲ့အကြောင်းရင်းတွေပါအဲ့လိုမျိုးဖြစ်စေတာကျွန်တော်အကြောင်းရင်းနှစ်ခုရှိတယ်ပထမတစ်ခုကတော့သူကနားနဲ့ဓာတ်ရိုက်ဆက်သွယ်နေတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဥပမာအပြင်ပြောမယ်ဆိုရင်ကျွန်တော်နှာခေါင်းရဲ့ဒီအနောက်မှာပေါ့နော်ကျွန်တော် sinuses လို့ခေါ်တဲ့ဒီလိုမျိုးအပေါက်အခေါင်းပေါက်လေးနေရာတွေရှိပါတယ်ကျွန်တော်တုပ်ကွေးမိတဲ့ခါမှာဒါမှမဟုတ်ကျွန်တော်နှာခေါင်းနဲ့တစ်ဆင့်ကျွန်တော်ဒီ bacteria ပိုးမတွေ virus ပိုးမတွေကဒီ sinuses လို့ခေါ်တဲ့ဒီအပေါက်တွေမှာတွားပြီးတော့ကူးဆက်ပြန့်ပွားတဲ့ဆိုရင်အိုက်ကိုင်းနဲ့တစ်ဆင့်ဒီယောဂပိုးမတွေကနားစီကိုရောက်ပြီးတော့နားတွေကိုရောင်တာလို့ကျွန်တော်နာကျင်ကြိုက်ခဲရလို့ဖြစ်စေတာပေါ့နော်ဒါကတော့ပထမအကြောင်းရင်းကျွန်တော်နားနဲ့ဓာတ်ရိုက်ဆက်သွယ်နေတာပေါ့နော်နောက်တစ်ခုကတော့နားရဲ့အာယုံကြောနဲ့သူတို့ကတွားပြီးတော့ဆက်နွယ်နေတာပါဥပမာအပြင်ပြောမယ်ဆိုရင်ကျွန်တော်ဒီလယ်ဘေးမှာရှိတဲ့ကြောရိုးပေါ့နော်အဲ့ဒီကြောရိုးတွေကြားမှာကျွန်တော်ဖြတ်တန်းသွားလာနေတဲ့အာယုံကြောတွေရှိတယ်အဲ့ဒီအာယုံကြောတွေကကျွန်တော်နားစီကိုသွားတဲ့အာယုံကြောတွေနဲ့ဆက်သွယ်နေတဲ့အတွက်ကြောင့်မလို့အကယ်၍လယ်ဘေးမှာကျွန်တော်ကြီးပေါင်းလို့ဘာလို့ဖြစ်ရင်ပေါ့နော်လယ်ဘေးကြီးပေါင်းဖြစ်တဲ့ခါမျိုးမှာဆိုရင်ဒီအာယုံကြောတွေကိုဖိမိကျွန်တော်ထိမိတဲ့အခါမျိုးမှာနားကိုသွားပြီးတော့ကျွန်တော်နာကျင်ကြိုက်ခဲတာမျိုးကိုလည်းဖြစ်စေတတ်ပါတယ်။အဲ့လိုမျိုးကျွန်တော်နားမှာပြဿနာဖြစ်တာမဟုတ်ပဲနဲ့ကျွန်တော်ခန္ဓာကိုယ်ရဲ့ဒစိမ့်နေရာမှာပြဿနာဖြစ်ပြီးတော့နားကိုသွားပြီးတော့နာကျင်ကြိုက်ခဲနေစေတဲ့ကျွန်တော်အကြောင်းရင်းတွေကိုကျွန်တော်က non autological causes လို့ခေါ်ပါတယ်။ non ဆိုတဲ့အဓိပ္ပာယ်ကကျွန်တော်မဟုတ်တာပေါ့နော်။ autological ဆိုတာခုနကကျွန်တော်အပေါ်မှာပြောသလိုမျိုးနားပဲဖြစ်ပါတယ်။နားမှာဓာတ်ရိုက်ပြဿနာဖြစ်တာမဟုတ်တဲ့အကြောင်းရင်းတွေပေါ့နော်။ဒီတော့အချုံးအနေနဲ့ပြောမယ်ဆိုရင်ကျွန်တော်နားကြိုက်တာကအကြောင်းရင်း2မျိုးရှိတယ်ပထမတစ်မျိုးကတော့ကျွန်တော်နားမှာပြဿနာဖြစ်ပြီးတော့နားကြိုက်ရတဲ့အကြောင်းရင်းနဲ့ဒုတိယတစ်မျိုးကတော့ကျွန်တော်နားမှာပြဿနာဖြစ်တာမဟုတ်ဘဲနဲ့ခန္ဓာကိုယ်ရဲ့ဒစိမ့်တနေရာမှာပြဿနာဖြစ်ပြီးတော့နားကြိုက်ရတဲ့အကြောင်းရင်းတွေပဲဖြစ်ပါတယ်ခင်ဗျာ